ကြာပြူလေးဟာတငယ်ချင်းတွေရဖို့အတွက်အတန်းထဲမှာအရာရာကိုလိုက်လျောအလျှော့ပေးတတ်သူလေးပေါ့တငယ်ချင်းတွေကကြာပြူလေးရဲ့ခဲတန်းပေတန်းခဲပြက်တွေကိုငှားပြီးပြန်မပေးတဲ့အခါမှာလေကြာပြူလေးကတငယ်ချင်းတွေမခေါ်မှဆိုပြီးပြန်မတောင်းတတ်ဘူးပေါ့တနေ့မှာတော့မေထူးလေးကကြာပြူလေးရဲ့ခဲတန်းထူးဆန်းဆန်းလေးကိုမျက်စိကျသွားတာပေါ့ဒီတော့ကြာပြူရဲ့ဒီခဲတံလေးကိုငါသုံးပါအောင်ငါပြန်ပေးမယ်လို့ပြောတာပေါ့ကြာပြူလေးကအဲ့ဒီခဲတံလေးကိုအရန်ကြိုက်ပေမဲ့မေထူးလေးကိုငါပေးလိုက်တာပေါ့ဒါပေမဲ့မေထူးလေးကကြာပြူရဲ့ခဲတံလေးကိုနောက်တစ်ပတ်ကြာတဲ့အထိပြန်မပေးခဲ့ဘူးပေါ့ကြာပြူလေးကသူတောင်းလိုက်ရင်မေထူးလေးစိတ်ဆိုးပြီးသူ့ကိုမခေါ်ပါဘူးစိုးရိမ်နေတာပေါ့ကြာပြူမေမေကကြာပြူလေးကြောင်းသွားတိုင်းမုံတွေအများကြီးထည့်ပေးလေးရှိတယ် Here you go, sweetie. Yay! Thank you, Mom! Enjoy your snack. I will! ဒါပေမဲ့ကြာပြူလေးကသူစားချင်တဲ့မုံတွေကိုမစားရဘူးပေါ့။ဘာဖြစ်လို့လဲဆိုတော့ကြာပြူတငယ်ချင်းအုပ်စုကသူတို့လိုချင်တဲ့မုံတွေကိုပဲခွဲယူစားလိုက်ကြတာပေါ့။သူစားကချောကလက်မုံကိုရွေးတယ်။မိတရဖီလေးကစတော်ဘယ်ရီမုံလေးကိုရွေးတယ်။ထထကကြက်ဥပြုတ်မုံလေးကိုရွေးယူတာပေါ့။ပြီးတော့ကြာပြူလက်ထဲမှာကကြာပြူမကြိုက်တဲ့မုံလေးပဲကြံနေခဲ့တော့တာပေါ့ဒီလိုနဲ့ပဲရက်တွေတော်ကြတဲ့အခါမှာကြာပြူရဲ့စာအုပ်တွေအယုတ်လေးတွေဘောပင်ခဲပြက်တွေကတငယ်ချင်းတွေအုပ်စုတွေစီမှာပဲပျောက်ကုန်တော့တာပေါ့တရက်မှာတော့ကြာပြူလေးကသူ့အိမ်စာလုပ်ဖို့အတွက်ခဲရံမရှိဖြစ်နေတာပေါ့ဒီတော့မှကြာပြူလေးကသူ့မေမေကိုမိုးမဲမဲလေးနဲ့ပြောပြတော့တာပေါ့အဲ့ဒီအခါမှာကြာပြူမေမေကကြာပြူလေးကိုသမီးလေးတငယ်ချင်းချင်းမျှဝေပေးတတ်တာကောင်းပါတယ်ဒါပေမဲ့တချို့အရာတွေဟာသမီးအပိုင်ဖြစ်ပြီးသမီးမကြိုက်ရင်လည်းနင်းပိုင်ခွင့်ရှိတယ်နော်လို့ပြောပြတာပေါ့နောက်ရက်မှာတော့ကြာပြူစီကနေမေထူးလေးကပေးရန်လေးငားတာပေါ့အဲ့ဒီအခါမှာကြာပြူလေးကငါပေးလိုက်ရမလားညင်းလိုက်ရမလားအဲ့လိုမျိုးလေးတွေးနေတာပေါ့နောက်ဆုံးမှာတော့ကြာပြူလေးကမေထူးနေအရင်ငါသွားတယ်ငါခက်တယ်တွေလည်းပြန်မပေးဘူးစောက်တွေလည်းပြန်မပေးဘူးဒီပေတာငါတော့နဲ့ငါပေးရင်ငါ့ကိုပြန်ပေးမယ်ဆိုမှငါပေးတော့မယ်လို့ရဲရဲဝံ့ဝံ့ပြောလိုက်တော့တာပေါ့အဲ့လိုပြောလိုက်တဲ့အချိန်မှာမေထူးလေးကအားတင်သွားပြီမဲ့အေးပါဟဲ့ငါပြန်ပေးပါမယ်လို့ကောင်းကောင်းမွန်မွန်ပြောတာပေါ့မုံတွေစားတဲ့အချိန်မှာလေကြာပြူလေးကအရင်လိုစိုးရင်ကြောက်ရွံ့မနေတော့ဘဲနဲ့ငါတို့တော့ချောကလက်မုံလေးကခြံထားပေးအောင်နော်ချောကလက်မုံလေးကတော့ငါဒီတစ်ခါငါစားအောင်မယ်လို့ပြောလိုက်တော့တာပေါ့အဲ့ဒီနေရာစားပြီးကြာပြူလေးဟာသူ့အတွက်တူရက်တီတတ်လာတာပေါ့တငယ်ချင်းတွေကကြာပြူပစ္စည်းလေးတွေကိုလည်းဂီယူရီဆိုင်ပြန်ပေးလာကြတယ်မုံတွေစားတဲ့အခါမှာလည်းအမြဲတမ်းကြီးပဲတငယ်ချင်းတွေရဲ့အကြိုက်ကိုပေးရတာမဟုတ်ဘဲနဲ့သူ့ကြိုက်ကိုကြိုက်တလဲစီရွေးချယ်စားကြတာပေါ့မေမေတို့ရေကလေးတွေကိုဒီလိုစဉ်းစားစီတဲ့ပုံမြင်လေးတွေကိုနားထောင်ခိုင်းကြနေဆိုရင် channel လေးကိုဆက်လက်ပြီးတော့အားပေးပါအောင်နော်